ကဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ဒီအခြေခံစကားပြောတွေတင်ပြပါနော်ကဲပထမဆုံးကကျေးဇူးတင်ပါတယ်အင်္ဂလိပ်လို thanks ကောင်းတယ် great အတိအကျပဲ exactly သိပ်ကောင်းတယ် excellent ဘာလဲဆိုရင် what တကယ်လားဆိုရင်အင်္ဂလိပ်လို really တော်လောက်ပြီ enough နားထောင်စမ်း listen တတိတ်နေ quiet အဓိပ္ပာယ်မရှိတာ nonsense အတိအကျပဲ exactly